လူတို့တော်များများကိုဥကိခါပြုတ်တက်လာပြီးဟဲ့ရဲ့ပြစ်တင်ရှုတ်ချအတင်းပြောခံရလဲမတိကျုံနှုံဂယုမဆိုင်နေတက်လာပြီးကိုအသေးချာတိတဲ့ကိစ္စကိုကိုရှိလာတပွဲပြောလဲခေါင်းတဆက်ဆက်ငိမ့်တက်နေပြီးစကားနိုင်လူငင်းခုန်နေရတဲ့စကားဝိုင်းတွေလည်းရှောင်ရှားတက်လာပြီးအရင်ကလိုဒေါသထွက်เสียကိစ္စကြုံလဲအတော်အသင့်တော့ထိမ့်ထိမ့်သိမ့်သိမ့်နေတက်လာပြီးပျော်စရာဝမ်းနည်းစရာတွေကြုံလာလဲအရင်ကထက်တင်းငင်းစွာရင်ဆိုင်နိုင်ပြီးစိတ်ရှုပ်စိတ်ပြက်အလိုမကျမှုတွေကိုလည်းအလွဲတကူဖြေးဖြောင်းမေ့ပြစ်တက်လာပြီးဘယ်ဟာတော့မစားခြင်းဘူးဘယ်ဟာဖြင့်စားခြင်းလဲလို့အာတီတာတွေမကင်းပြတော့ပဲရရှိနေတဲ့အစားအစာတွေကိုလက်ခံပြီးစားတက်လာပြီးဘသူကိုတတိယလိုက်တာဘသူနဲ့တွေ့ချင်လိုက်တာဘဲကိုတွားချင်တဲ့ဘာလို့ချင်တဲ့ဆိုတဲ့ဆန္ဒတွေလည်းနဲခဲ့ပြီးဒီတဘောအတွက်သာရရှိခံစားနိုင်မဲ့စီးစိမ်ဥစ္စာဂုံပါဝါတွေကိုမမောတွေတာစိတ်တွေလည်းစိတ်တုံခဲ့ပြီးတခုပဲနောင်တန်တရားအတွက်အခုတို့ကင်းကင်းကုတို့တွေရှင်းရှင်းနဲ့ဘဝနှိကုံချုပ်ဖို့ကြိုးစားနေတယ်လို့ပိုင်ပိုင်မိမိရရှိချင်တာတခုတည်းပါပဲလေ့ကျင့်မျောလင်းလေးရဲ့ကြိုးစားနေစေပါ